ဒီနေ့ပြောပြမှာတော့ကင်မရာပေါ့နော်ကင်မရာကိုဒီကိုဖုန်းမှာဘယ်လိုသုံးရမလဲဆိုတဲ့အကြောင်းပြောပြပေးချင်ပါတယ်အဲဆိုရင်အမတို့စကြည့်ကြအောင်ကင်မရာသုံးဖို့အတွက်ပထမဆုံးဘာလုပ်လဲဆိုတော့ဖုန်းထဲမှာကင်မရာပါ application တစ်ခုရှိနေဖို့လိုပါတယ်အဲဆိုရင်ကင်မရာ application ကိုဒီမှာတက်တောင်းလို့ရမယ်ဆိုတော့ဒီပထမဆုံးအနေနဲ့Play Store ထဲသွားပါ Play Store ထဲသွားပြီးတော့အမတို့ကကျတော့ဒီ set ပါမှာပေါ့နော်အဲကင်မရာဆိုပြီးတော့ရရှာလိုက်ပါအဲရရှာပြီးအမကတော့ဒီမှာကင်မရာဆိုတော့ပေါ်လာတယ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်ကင်မရာကိုတွေ့ပြီဆိုရင်ဒီမှာကင်မရာမှာ install ဆိုပြီးတော့ရှိတယ်ပေါ့နော် install လေးကိုနှိပ်ပြီးပါ install လေးကိုနှိပ်ပြီးတော့ခဏလောက်စောင့်ပြီးပေါ့နော်သူဒီမှာinstall လုပ်နေပြီပေါ့နော်ခဏလေးစောင့်ပြီးပါ install လုပ်ပြီးရင်အမှပေါ်လာတဲ့ open လေးကိုနှိပ်လိုက်ပါ open နှိပ်ပြီးရင်ဒီမှာ checking လေးလုပ်နေတယ်ပေါ့နော်ဒီမှာကျတော့ security scan ဖတ်တာအဲဆိုရင် open လေးကိုထည့်လိုက်ပြီးပါအဲဆိုရင်ကင်မရာအကောင့် open ကိုနှိပ်လိုက်တယ်နဲ့ဒီမှာကျတော့ကင်မရာအကောင့်လေးရောက်သွားမယ်ပထမဆုံးတစ်ခါမှစပြီးတော့ပေါ့နော်ကင်မရာအကောင့်ကိုမဖွင့်ဘူးသေးတဲ့လူဆိုရင်ဒီမှာသူကနှစ်ခုနေပဲပေါ့နော်Facebook နဲ့ဝင်มาလား Google နဲ့ဝင်มาလားဆိုတော့အမကတော့ဒီမှာအမ Google နဲ့ဝင်ပြလာတာလေ Google အကောင့်လေးကိုရွေးလိုက်ရွေးပြီးတော့ဝင်လာရင် application နဲ့ဝင်ရောက်သွားပါမယ်ခဏလေးစောင့်ပြပါနော်အဲ့မှာဆိုသူကပထမဆုံးဖုန်းကိုယူပြီး using camera ပေါ့လေကင်မရာကိုလည်းဘာအတွက်သုံးမှာလဲပေါ့နော် small business အတွက်လားနော် community အတွက်လားဒါမှမဟုတ်ကို personal အတွက်လားဥပမာအကြောင်းသားတွေအတွက်လားပေါ့နော်ဒီမှာဘာယူလိုက်လဲဆိုတော့ personal အတွက်လို့ပဲယူလိုက်ပါမယ်ကင်မရာ application နဲ့ရောက်သွားပြီပေါ့နော်ကင်မရာအကောင့်လေးတစ်ခေါက်ရပါပြီအဲဆိုရင်အမတို့ပထမဆုံးစကြည့်တာဒီကင်မရာအကောင့်မှာဘာတွေပါလဲပေါ့နော်ဘေးတောင်မှာဆိုရင် hamburger တစ်ချောင်းလေး၃ချောင်းတွေ့ပါမယ်အဲ့ဒါလေးကိုအရင်နှိပ်လိုက်မယ်menu ပေါ့နော် menu မှာဘာတွေပါလဲဆိုတော့အမတို့အပေါ်မှာကြာရင်အမတို့ဂျီမီဖွင့်လာတဲ့အကောင့်ရှိမယ်နောက်ပြီးတော့ try pro for 14 day ပေါ့နော်pro 14ရက်စံသုံးလို့ရတယ်ပြောတာလေနောက်တစ်ခါကျတော့ home ရှိမယ် brand ရှိမယ်နောက် add တွေရှိမယ်နောက်ကင်မရာ AI ရှိမယ်နောက်တော့ကင်မရာကိုမေးလို့ရတဲ့ question လေးတွေရှိမယ်menu bar တွေကိုနောက်မှအမတစ်ခုချင်းစီအသေးစိတ်ပြန်ရှင်းပေးပါမယ်နောက်ဒီ home မှာပေါ့နော် home မှာပါရှိနေဆိုတော့ပထမဆုံးအမတို့ဒီ home မှာပါရှိနေဆိုတော့ social media design ဖန်တီးလို့ရမယ် video ဖန်တီးလို့ရမယ်ဒီ presentation တွေဖန်တီးလို့ရတဲ့ template လေးတွေပေါ့နော်အဲ့ဒါလေးတွေရှိတယ်အခုကကျတော့ project ဆိုတာဘာလဲဆိုတော့အမားတို့လုပ်ထားပြီးသား project တွေဒီမှာလာပြမှာပေါ့နော်အမားကဒီမှာတစ်ခုမှမလုပ်ရသေးတဲ့အတွက်ဘာမှမပြရပါဘူးဒီလိုအမား project တစ်ခု start လုပ်လိုက်ပြီဆိုရင်ဒီမှာ project ဆိုတဲ့အောက်ထဲမှာလာပေါင်းနေပါမယ်အခုကကျတော့ template ပေါ့နော်အရင်ကအပေါင်းလေးအမအရင်ကြော်သွားတယ် template ကိုပြီးတော့ template ကကျတော့ဘာလို့လဲဆိုတော့အမတို့ design ဖန်နေလဲဆိုရင်ဒီက template ကိုဒီလိုတင်လို့ရအပေါ်မှာလေ for interest ဆိုတော့ browse by category ဆို Instagram post လာ presentation အဲ့ဒါလေးတွေတင်လို့ရတယ်နောက်ဒီဘက်ဒီမှာသူက category လေးတွေနဲ့ခွဲထားပြီး business ဆို business အတွက် social media design ဆို social media design အတွက်ဒီမှာဆို template တွေဆိုရင်အများကြီးပဲဒီမှာလေးတွေရှိတယ်ကိုချမ်းတဲ့ template တွေကိုလည်းပုံမှန် set ပါမှာရှာလို့ရတယ်ပေါ့နော်ဥပမာအမှရှာပြမယ် social media design ဆိုပြီးတော့ design ဆိုပြီးတော့ရှာပေးမယ်ပို့တူအဲ့ဆိုရင်ဒီမှာ social media design နဲ့ပတ်သက်တဲ့ဟာလေးတွေကြာလာမှာပေါ့နော်အဲ့မှာတခုပြောချင်တာရှိတာကအောက်ပတ်တောင်းနေမှာလေ pro ဆိုတဲ့ဟာတွေကကြတော့အမှားလို့ pro version premium version ပေါ့နော်သုံးလို့ရမှာပေါ့နော်ဒီတိုင်းဆိုရင်အမှားလို့သုံးမရဘူးသုံးရင်ဘာလဲဆိုတော့ watermark နဲ့တူတာကြတော့ canva ဆိုတော့ watermark တွေပါလာမှာအဲ့ဆိုရင်အမှားဒီ pro မပါတဲ့ဟာလေးကိုအမှားသုံးပြမယ်အမှားတစ်ချက်ရွေးလိုက်အောင်မယ်ပေါ့နော်ဒါလေးကောင်းမှန်းဒါလေးခလာမယ် pro တွေလည်းရှိတယ်ဒီတိုင်းဒီလိုဟာတွေလည်းရှိတယ်ဆိုတော့ဒီ design လေးကျတော့အဲ့ design ကိုအမှနှိပ်လိုက်တယ်ခါစားပြီးပါနော်မှာဆုံးရင်အမတို့ပါရင်လုပ်လို့ရတယ်ဆိုတော့သူ့မှာပါတဲ့ design မှာပါတဲ့ဟာလေးစာလေးတွေအမတို့ပြင်လို့ရတယ်ဒီမှာဒီ master မှတ်ထားတယ်ပုံလေးတွေပြင်လို့ရတယ်အဲဆိုအမတို့ဒီ design မချဘူးပြင်ချင်တယ်ဆိုရင်ဒီ design လေးကိုလည်းအမတို့ပြင်လို့ရတယ်နော် pro ကကြတော့အမတို့ဒီမှာပေါ့နော်ပတ်ပြရတယ် cancel free try ရမှာပေါ့နော်
ဒီ pro ကိုနှိပ်လိုက်တာနဲ့မတော်ဝယ်လို့ရတယ်ပေါ့နော် pro version ဆိုရင်လာတိုင်းတစ်လောက်ကို pro version ကိုလည်းဆိုတစ်လောက်ကို1,300ပေါ့နော်တစ်နှစ်စာဆိုရင်တော့1,900ကျပါမယ်တစ်နှစ်စာဝင်ရင်တော့ပို့ပြီးတော့တက်မှာပေါ့နော်ဘာလို့ဆိုတော့ profession ဝယ်လာတာတစ်ခုကောင်းတယ်ဘာလို့လဲဆိုတော့ profession ဆိုရင်ကိုကြိုက်တဲ့ template တွေelement တွေ design တွေအကုန်လုံးယူပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒီတိုင်း free version မှာကျတော့ဒီ pro တွေကိုအမှန်သုံးလို့မရအောင်ဆိုရင်လည်း design ဆိုတဲ့ခါမှာလည်းကန့်တန့်လေးရှိတယ်သုံးချင်တဲ့ဟာတွေကိုတက်ပြီးတော့သုံးလို့မရဘူးပေါ့နော်သူ free ပေးရတဲ့ဟာတွေပဲယူသုံးလို့ရမှာမဆို project မှာဆိုတော့ခုနကအမတို့နှိပ်လိုက်တယ်ပေါ့နော်ဒီ template လေးနှိပ်လိုက်တဲ့အတွက်ဒီ project မှာအမတို့ recent design ဆိုပြီးတော့နှစ်ပေါ်နေတယ်ပေါ့နော်ဒီ project တွေမှာဒီပေါ်မှာဆိုလဲကြည့်ပါအောင်အမတို့ခုနကတော့မရှိနေဘူးအခုဒီအပေါ်လေးမှာက recent design ဆိုပြီးတော့ design လေးနှစ်ပေါ်လာတယ်ပေါ့နော်အဲဆိုအမတို့မောကိုနိုင်တယ်ဆိုရင်ဒီမှာကိုကြိုက်တာလေးတွေရေးလို့ရတယ် popular ဖြစ်တာရေးမလားလေးအောင်မျိုးဆောင်ကိုဆိုင်မျိုးဆောင်ကိုကြိုက်တဲ့ရေးလို့ရပါတယ်အမနောက်ဗီဒီယိုတွေမှာလေးအောင်တွေကိုဘယ်လိုသုံးရမလဲ template တွေဘယ်လိုသုံးရမလဲဆိုတဲ့ဟာလေးကိုအမထပ်ပြီးတော့ရှင်းပြပေးမယ်เนาะဒီဗီဒီယိုမှာကျတော့ဒီ Canva ကိုဘယ်လို install လုပ်ရမလဲCanva အကောင့်တစ်ခုဘယ်လိုလုပ်ရမလဲဆိုတာပဲအမရှင်းပြပေးခဲ့တာပေါ့เนาะဒါဆိုရင်နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်